relationship မှာစောင့်ဆိုင်ရတာဒီဘလောက်တောင်မှနာကျင်မှုဖြစ်လဲဆိုတာကိုသင်သိပါသလား။ဘာကြောင့်လဲဆိုလို့ရှိရင် relationship မှာမိစင်တို့တွေကတစ်ဖက်လူဟာအမြဲတမ်းစောင့်နေရတယ်။တစ်ဖက်လူစာပို့လာဖို့အမြဲတမ်းစောင့်နေရတယ်။တစ်ဖက်လူကိုတွေးဖို့ကအမြဲတမ်းစောင့်နေရတဲ့သူဟာနာကျင်ရတဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ဘလို့ကြောင့်မျိုးလဲဆိုလို့ရှိရင်ကိုကအမြဲတမ်းစောင့်နေရတယ်ကိုအတွက်ဆိုတဲ့အရာမျိုးကိုကြည့်ပေးတာမျိုးမရှိတော့ဘူးဆိုပြီးတော့မှကို့မှာအထင်နဲ့အမြင်တွေဒီလိုပုံစံမျိုးဖြစ်လာတယ်တစ်ဖက်လူကလည်းကို့ပေါ်မှာပွင့်လင်းလင်းပြောတာမျိုးမရှိခဲ့ဘူးပေါ့နော်ဥမာကိုကအလုံးမအားရင်အလုံးမအားလို့ကိုစောင့်နေမှန်းတိတိနဲ့စာလေးပို့ထားပေးမယ်ဆိုလို့ရှိရင်တော့ကိုရဲ့စောင့်ဆိုင်ခြင်းဟာဒီလောက်ထိကိုနာကျင်ရမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့တော်တော်များ relationship တွေမှာဘယ်လိုတွေဖြစ်ကြလဲဆိုလို့ရှိရင်ကိုကမအားတာကိုအားတဲ့အကြောင်းလေးကိုချစ်သူစောင့်ဆိုင်နေမယ်ဆိုတာကိုသိရတာနဲ့ပို့ထားပေးလိုက်မယ်ဆိုတာမျိုးမရှိကြဘဲနဲ့ငါကဒီလောက်ထိအောင်မှနားမလည်ပေးနိုင်ဘူးလားငါဒီလောက်ထိအလုပ်ရှုပ်နေတာမင်းကတော့စောင့်နေတာမျိုးဆိုတဲ့ပုံစံမျိုးနဲ့ပဲကိုဟာနားမလည်ပေးနိုင်တဲ့သူတယောက်ဆိုတဲ့အပြစ်တင်ခံရတဲ့ပုံစံလိုမျိုးတွေနဲ့ဒါရန်ဖြစ်စကားများလာကြရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီစောင့်ဆိုင်ခြင်းဟာဘယ်လောက်ထိနာကျင်ရလဲဆိုတာကိုစောင့်ဆိုင်ရတဲ့သူတွေပဲသိနိုင်နေပေါ့နော်ကိုယ့်ပေါ်မှာတခါမှလည်းစောင့်ဆိုင်ဘူးတာမျိုးမရှိခဲ့ဘူးတဲ့သူတယောက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီလိုမျိုးတွားပြီးပြောတာဒီကိုနားမလဲဘူးเนาะကိုတလောက်ထိအလုပ်ရှုပ်နေတာငါ့နားမလဲဘူးဆိုတဲ့ပုံစံလိုမျိုးပဲဒီလိုပုံစံမျိုးတွေနဲ့ပဲအပြစ်တင်ကြတယ်ထင်မြင်ကြတယ်ပြောဆိုကြတယ်ပေါ့နော်တကယ်တမ်းစောင့်ဆိုင်ရတဲ့အရာဒီအရန်ကိုနာကျင်ခံစားရပါတယ်ကိုဟာကိုယ့်ရဲ့ချစ်သူပေါ်မှာအများကြီးနားလည်မှုပေးပြီးတော့မှစောင့်ဆိုင်ရတာနဲ့နားလည်မှုမပေးဘဲနဲ့စောင့်ဆိုင်ရတဲ့အရာတွေမှာလည်းအရန်ကိုကွာခြားမှုရှိရပေါ့နော်အဲ့တော့ကိုအနေနဲ့ကိုယ့်ရဲ့ချစ်သူကကိုယ့်ပေါ်မှာအမြဲတမ်းစောင့်ဆိုင်ပေးနေတဲ့သူတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကနေလည်းကိုချစ်သူစောင့်ဆိုင်ရမယ်စိတ်မပူရအောင်လို့စိုးရိမ်မှုတွေမဖြစ်ရအောင်လို့ overthinking တွေမဖြစ်ရအောင်လို့ကိုယ့်ဘက်ကအလုံးမအားရင်မအားတဲ့အကြောင်းလေးတော့ကြိုပြီးတော့မှအကြောင်းကြားပေးတင်တယ်ဒါဆိုလို့ရှိရင်တစ်ဖက်ကလူလည်းသူလှုပ်ရှားရှိတဲ့အရာတွေလည်းလှုပ်ထားနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့လိုမပြောထားပေးဘူးဆိုလို့ရှိရင်တစ်ဖက်လူကဘာအခြေအနေမှမသိရဘဲနဲ့စိတ်ပူပြီးစောင့်နေရတဲ့အခြေအနေမျိုးတွေလည်းဖြစ်နိုင်တယ်เนาะအတွေးလုံးပြီးစောင့်နေရတဲ့အခြေအနေမျိုးတွေလည်းဖြစ်နိုင်တယ်တယောက်တည်းကိုယ့်ရဲ့အတွေးနဲ့တင်ကိုယ်မှလောင်နေရတဲ့ပုံစံလိုမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ့်ရဲ့ချစ်သူကိုတကယ်ချစ်မြတ်လို့ရတံမိုးထားရဲဆိုလို့ရှိရင်စောင့်ဆိုင်ရခြင်းကနေပြီးတော့မှနာကျင်အောင်လို့မလုပ်ပါနဲ့လို့ဒီစဉ်ကဒီရဲ့ video ကနေပြီးတော့မှအကြံပေးချင်ပါတယ် relationship နဲ့ပတ်သက်ပြီးတော့မှ mindset ပိုင်းကိုမျှဝေပေးနေတဲ့ဒီချက်မီစင်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်